ကျွန်တော်တို့ဆိုင်ရှင်တွေတော်တော်များများကကိုယ်စီမှာလုပ်နေတဲ့ဝန်ထမ်းတွေကိုယ်ဆိုင်မှာအမြဲတမ်းရှိစေချင်ကြတယ်တချို့ဆရာကြီးဆိုတဲ့ပုံမွေးထုတ်ထားတဲ့တပည့်တွေကိုကိုယ်ဆိုင်မှာအမြဲတမ်းရှိစေချင်ကြတယ်ဒါပေမဲ့လည်းအဲ့လိုရှိစေချင်တဲ့ကြားတွေကပဲဝန်ထမ်းတွေထွက်ကြတယ်ပုံမွေးထုတ်ထားတဲ့တပည့်တွေကလည်းထွက်ကြတယ်ဒါကတော့ဖြစ်မှာပဲကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီပြဿနာတွေကိုအခုချိန်ထိရင်ဆိုင်နေရတယ်ဖြစ်ပါတယ်အဲ့တော့အဲ့ဒါတွေကတွားပြီးတော့ control လုပ်လို့တော့မရဘူးဘာကြောင့်လဲဆိုလို့ရှိရင်ဒီဝန်ထမ်းတွေကိုယ့်ရဲ့တပည့်တွေဆိုတာလေသူတို့ရဲ့ရည်ရွယ်ချက်တွေရှိတယ်စိတ်ကူးအိမ်မက်တွေရှိတယ်အဲ့ဒီအတွက်သူတို့ကကိုယ်စီမှာတော့အတိုင်းအတာတစ်ခုအနေထားတစ်ခုထိတော့နေကောင်းနေလိမ့်မယ်အချိန်တန်ရင်သူတို့ဖြစ်ချင်တဲ့အိမ်မက်တွေရွေချက်တွေအကောင်ထည့်ဖို့အတွက်သူတို့ကကိုယ်စီကနေတော့ထွက်သွားမှာပဲဖြစ်ပါတယ်အဲ့တော့ကိုနဲ့လက်တွဲမဲ့ဝန်ထမ်းတွေကဘယ်လိုလူမျိုးတွေလဲဆိုလို့ရှိရင်ကိုနဲ့လမ်းကြောင်းချင်းတူတဲ့လူတွေကိုနဲ့ပန်းနိုင်ချင်းတူတဲ့လူတွေကိုနဲ့ရီမန်းချက်ချင်းတူတဲ့လူတွေကတော့ကိုနဲ့လက်တွဲခြင်းအောင်လက်တွဲနိုင်နေတယ်ဒါကလည်းကျွန်တော်တို့ပုံသေးပြုတ်လို့မရပါဘူးအဲ့တော့မိမိရဲ့လုပ်ငန်းမှာဝန်ထမ်းတွေမြဲတာမမြဲတာတဲ့မိမိရဲ့လုပ်ငန်းကိုပုံမကောင်းမွန်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ system ကောင်းကောင်းတစ်ခုလာချမှတ်ထားဖို့ကပုံပြီးအရေးကြီးပါလိမ့်မယ်လို့ဒီနေရာကနေပြောချင်ပါတယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ